နေပြည်တော်အိမ်ချမ်းမြေဈေးကွက်အခြေအနေဂျွန်လ2026ပုပ္ပတိမှာတော့ရောင်းဝယ်ရေးဆက်ဖြစ်နေစေဖြစ်ပါတယ်ပုပ္ပတိကလည်းတန်ရင်မြန်တဲ့အနေအထားမျိုးတွေဆက်ပြီးဖြစ်နေစေဖြစ်ပါတယ်နောက်ပြီးတော့ဥဒ္ဒရတိမှာဆိုလို့ရှိရင်ရွှေနတာရက်ွက်လည်းရောင်းဝယ်ဖြစ်တယ်ရခိုင်လထက်ကျွန်တော်တို့ဇဝနသိတိရက်ွက်လည်းရောင်းဝယ်ဖြစ်တာတွေ့ရပါတယ်ဒါပေမဲ့အုံကြက်ကြက်အနေအထားမျိုးတော့မဟုတ်ပါဘူးကျွန်တော်တို့ပြင်မနာပဲလာမယ်ဆိုရင်ပေါင်းလောင်း123ဘောဂဝရီရက်ွက်ပန်းကင်းရောင်းဝယ်တွေဆက်ဖြစ်နေစေဖြစ်ပါတယ်လမ်းမတဲ့အကွက်တွေလည်းရောင်းထက်တာတွေစိတ်ဝင်စားတာတွေကြီးစုမှုတွေမြင့်တက်ဆဲဖြစ်ပါတယ်စီးပွားရေးလုပ်လို့ရတဲ့နေရာကောင်းတွေကတော့ရောင်းဝယ်လေးရောဆက်ပြီးရောရှိနေစေဖြစ်ပါတယ်ကျွန်တော်တို့ရွှေကြပင်ပေါ့နော်ဇပူသီမျိုးနဲ့ရွှေကြပင်ရောင်းဝယ်အတွင်းခွက်တွေလည်းတော်တော်လေးဖြစ်တယ်လို့လမ်းမတန်းတွေလည်းရောင်းဝယ်ဖြစ်တာတွေ့ရပါတယ်တပြေကုန်းကတော့တပြေကုန်းမှာပဲတပြေကုန်းမှာတော့စိတ်ဝင်စားမှုမြင့်တက်နေစေဖြစ်ပါတယ်60ပတ်လေတွေ100ပတ်လေလည်းစိတ်ဝင်စားမှုမြင့်တက်ပြီးအယောင်းဝယ်ရှိနေစေဖြစ်ပါတယ်နောက်ဒက္ခိဏသီရိမှာလည်းအယောင်းဝယ်လေးတွေဆက်ဖြစ်နေတာတွေ့ရပါတယ်အငါးဈေးကွက်ကတော့အခုတည်းထိအိမ်ငါးလိုချင်တဲ့လူများပြီးတော့အိမ်လေးတွေကတင့်တော်တဲ့ဈေးနေဆိုလို့ရှိရင်ငှားထွက်ပါတယ်ခါလေးကြတဲ့အိမ်ရှင်တွေကပြည့်တဲ့ဈေးထက်ပိုခေါ်လို့ကြံနေတဲ့အိမ်လောက်ပဲရှိပါတယ်အိမ်ငါးလဲသူကနဲ့သူလှုပ်ဖြစ်နေပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်တို့ဒီဘက်ပုပ္ပတိရိယညောင်မင်းကြီးစုရက်ွက်တို့နောက်ပြီးတော့ဇဝုတိရိယညောင်မင်းဝိုင်းတို့အဲ့ဒီရက်ွက်တွေမှာလည်းအယောင်းဝယ်ဆက်ဖြစ်နေစေဖြစ်ပါတယ်နေပြီးတော့တစ်ခုလုံးကိုခြုံကြည့်သွားရင်တော့အယောင်းဝယ်အေးသွားတဲ့သဘောမရှိဘဲနဲ့အယောင်းဝယ်လေးဖြစ်နေစေရှိပါတယ်ဈေးတန်နေဆိုရင်ဖြစ်နေစေဖြစ်ပါတယ်ထူးခြားချက်အနေနဲ့ဒက္ခိဏသီရိမြို့နယ်ရှိတဲ့ဒိုင်းရင်ကောက်ကော်ဖီဆိုင်ပတ်ချလေကထန်းနေပင်ရက်ွက်တို့ BIB စားသောက်ဆိုင်ပတ်ချလေကကျွန်တော်တို့ဟိုတယ်ဆောင်အရှိပဲရက်ွက်တို့မှာတော့အယောင်းဝယ်တွေအမေးအမြန်းတွေရှိနေစေဖြစ်ပါတယ်ပေ100ပတ်လေတွေ150ပတ်လေတွေ200ပတ်လေတွေကစိတ်ဝင်စားမြင့်တက်လျက်ရှိပါကြောင်းပြောကြလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရွှေထီအိမ်ချမ်းမြေရပါခင်ဗျ